ပရိသတ်တရားလုံးပဲမင်္ဂလာပါရှင်။ညိုမီ story channel လေးကနေပြီးပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီ channel လေးမှာဆိုလို့ရှင်တော့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရမလို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးနော်။မြို့ပြရဲ့အလင်းရောင်တွေနဲ့ဝေးကွာတဲ့တောဆက်အနီးကဟောင်းနှမ်းနေတဲ့တစ်သားအိမ်ကလေးတစ်အိမ်။အဲ့ဒီအိမ်ကလေးမှာဝေဝေနဲ့သူမရဲ့ညီမငယ်နှင်းတို့နှစ်ယောက်ထဲမိဘမဲဘဝနဲ့ရုန်းကန်နေထိုင်ကြပါတယ်။ဝေဝေဟာပကြီးဆွဲရတာဝါသနာပါပြီးအနာဂတ်အတွက်ပကြီးပညာရှင်တယောက်ဖြစ်ဖို့အိမ်မက်မက်နေတဲ့နူးညံ့ပြီးရိုးသားတဲ့ကောင်မလေးတယောက်ပါ။မိုးသီးထန်စွာရွာသွန်းနေတဲ့လက်စည်းတွေဟိတ်ဟောက်နေတဲ့ညတညဝေဝေဟာညီမငယ်အတွက်ဆေးရောင်ဆုံးအသက်ဝယ်ပြီးတော့အိမ်ပြန်လမ်းမှာကြော်စွာနဲ့သူ့ရဲ့လူမိုက်ဖွဲနဲ့စုံပါတယ်။ကြော်စွာဟာမြို့ပေါ်ကလူမိုက်ကောင်းဆောင်တယောက်ဖြစ်ပြီးတော့သူ့မျက်လုံးတွေဟာအမဲလိုက်နေတဲ့တောရိုင်းတရိတ်ဆန်နေလိုပဲဝေဝေကိုစိုက်ကြည့်နေပါတယ်။ဒီလောက်လာတဲ့ပကြီးဆရာမလေးကိုဒီလိုညမျိုးမှာတယောက်တည်းထားလို့မဖြစ်ဘူးလေလို့ကြော်စွာလှောင်ပြောင်တန်နဲ့ပြောရင်ဝေဝေရဲ့လမ်းကိုလည်းပိတ်ဆို့လိုက်ပါတယ်။ဝေဝေဟာကြောက်လန့်တကြားနဲ့ပြေးဖို့ကြိုးစားပြီးမြဲကြော်စွာရဲ့လူတွေကသူမကိုဝိုင်းလိုက်ပါတယ်။မိုးသီးထန်တန်နဲ့အတူတူဝေဝေရဲ့အကူအညီတောင်းတန်တွေဟာပျောက်ဆုံးသွားရပါတယ်။အဲဒီညမှာပဲညစ်ပတ်ပေးနေတဲ့လမ်းဘေးတနေရာမှာဝေဝေဟာကြော်စာနဲ့သူ့လူ၃ယောက်ရဲ့ရက်ဆက်ရုပ်မှမှုအသေးအံခံခဲ့ရပါတယ်။ဝေဝေဟာပြင်းထန်တဲ့နာကျင်မှုထိတ်လန့်မှုတွေကြားထဲကနေသူမရဲ့ညီမငယ်နှင်းရဲ့မျက်နှာကိုပဲမြင်အောင်နေမိရဲ့သူမတို့ရဲ့ရက်ဆက်မှုတွေပြီးဆုံးသွားတဲ့အခါမှာတော့ကြော်စွာဟာဝေဝေရဲ့စပင်ကိုဆွဲပြီးမျက်နှာချင်းဆိုင်ကြည့်လိုက်တယ်။မင်းဘသူ့ကိုမှတိုင်လို့မရအောင်နော်တိုင်လို့ရှင်မင်းညီမနှင်းကိုပါတတ်မယ်မင်းရဲ့ဘွားတစ်ခုလုံးငါဖျက်ဆီးဖြစ်မယ်အဲဒီနောက်တော့မိုးဆက်တရားလဲဝေဝေရဲ့ဘွားကိုကယ်နိုင်တော့မှာမဟုတ်ပါဘူးဝေဝေဟာတုံညီနေတဲ့ခန္ဓာကိုယ်နဲ့သွေးစွန်းနေတဲ့အဝတ်အစားတွေကိုအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အိမ်တကားဝမှာတော့နှင်းဟာအမကိုစိုးရိမ်တကြီးနဲ့စောင့်နေတယ်ဝေဝေဟာနှင်းကိုကြည့်ပြီးသူမရဲ့ဝေဒနာကိုဖုံးကွယ်ရင်အသက်မထွက်နိုင်ပဲငိုချလိုက်ပါတော့တယ်ဒါဟာဝေဝေရဲ့ဘဝငရဲခန်းတစ်ခုဖြစ်နေပြောင်းလဲပြစ်လိုက်တဲ့ညပါပဲအဲညပြီးမှဝေဝေရဲ့ဘဝဟာမှောင်မိုက်တဲ့ဥမင်လိုင်းကောင်းတစ်ခုတွေရောက်သွားသလိုပဲအဲနောက်ပိုင်းအချိန်တွေကြာလာတဲ့အခါမှာတော့ကြော်စွာရဲ့ရက်ဆက်ရုံမာတဲ့လို့ရဲ့ကြောင့်ဝေဝေဟာကိုဝင်ရရှိခဲ့ပါတယ်အဲ့ဒီတရင်ဟာဝေဝေအတွက်တော့တိမ်မိတ်တစ်ခုလိုပါပဲတပတ်နှစ်ပတ်ကြာလာနဲ့မြဝေဝေဟာမနက်ခင်းတိုင်းမှာအော့အန်ပြီးတော့ပြို့အန်ခြင်းဝေဒနာကိုခံစားလာရတယ်သူမဘိုက်ကလေးဟာတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးသူမကိုယ်တိုင်လည်းမှန်ထဲမှာကြည့်ရင်ကဘာပြတ်တယ်လို့အသေးအတန်ကြောက်ရွံ့လာပါတယ်ဒါဟာအဲ့ဒီလူမရဲ့သွေးပဲဒီအတွေးတွေဟာဝေဝေကိုနေတိုင်းလိုယူသွမတက်ဖြစ်စေပါတယ်ဝေဝေဟာဒီအကြောင်းသူမရဲ့အသက်ထက်ချစ်တဲ့ညီမငယ်နှင်းကိုလုံးဝမပြောရဲပါဘူးနှင်းကိုကြည့်ပြီးတော့မျက်ရည်ကျတာဟာဝေဝေရဲ့နေ့စဉ်လှုပ်ရိုးလှုပ်စဉ်ဖြစ်လာပါတယ်အမဘာဖြစ်လို့လဲနေမကောင်းလားလို့နေရစိုးရိမ်တကြီးမေးလိုက်တိုင်းဝေဝေဟာဘာမှမဖြစ်ပါဘူးညီမလေးရဲ့လို့ပြန်ပြောပြီးတော့ခေါင်းလှည့်ရပါတယ်သူမရဲ့ရင်ဘတ်ထဲမှာတော့ဓာတ်နဲ့အမွန်းခံရတယ်လို့နာကျင်နေရတာပေါ့ရက်ွက်ထဲကလူတွေရဲ့ကဲ့ရဲ့တန်နေစူးစိုက်ကြည့်ပြီးရဲ့မျက်လုံးတွေကြောင့်လေသူမဟာကြောက်စိတ်တွေဝင်တဲ့အတွက်ဝေဝေဟာအိမ်ထဲကနေလုံးဝအိမ်ပြေအောင်မထွက်တော့ပါဘူးသူမရဲ့အိမ်မက်ဖြစ်တဲ့ပကြီးကားတွေကိုလည်းစုပ်ဖြဲလိုက်ပါတယ်ပကြီးကားတွေပေါ်မှာသူမမြင်ရတာဟာလှပတဲ့မြင်ကွင်းတွေမဟုတ်တော့ပဲကြော်စွာရဲ့ရဲဆက်တဲ့မျက်နှာကြီးပဲဖြစ်လို့နေရပါငါတေလိုက်ကြမှာပိုကောင်းမယ်ဝေဝေဟာညစင်ညတိုင်းအိမ်မပြောပဲစိတ်တစားဆက်ဆက်နဲ့စဉ်းစားလာပါတယ်သူမဟာမိဖို့ချောင်းနဲ့ဓာတ်ကိုကြည့်ပြီးတော့အဆုံးစီရင်မို့ထိစူးစမ်းခဲ့ပူပါတယ်ဒါပေမဲ့အမဝေဝေဆိုတဲ့နှင်းရဲ့ချိုတာတဲ့အတန်သူမကိုပြန်ပြီးတော့ဆွဲကျင်လိုက်ပါတယ်ဝေဝေဟာရှင်လျက်နဲ့တည်နေရတယ်လို့ခံစားပြီးသူမရဲ့ဘဝဟာလည်းကြော်စာရဲ့ချိန်စာအောင်မှာပျော်လဲလူနေပါဖြစ်နေပါတော့တယ်ဒီလိုဝေဒနာတွေကိုဘယ်သူမှမသိနိုင်တဲ့အချိန်မှာပဲအလင်းရောင်တစ်ချက်ဝင်ရောက်လာဖို့ရှိနေပါတယ်ဝေဝေတရားမိဖို့ချောင်းထဲမှာဓာတ်တစင်းကိုကင်ပြီးလူလောကကြီးကိုနှုတ်ဆက်ဖို့အာယူနေတဲ့အချိန်အိမ်ရှိတကားကိုခောက်တဲ့အတန်နဲ့အတူတူရင်းနှီးလာတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ဝေဝေရှိလားငါစွမ်းမှာစွမ်းဆိုတာဝေဝေတို့နဲ့တရက်ွက်ထဲသားဝေဝေကိုငငယ်ကလေးကတိတ်တခုံးမျက်နှာခဲ့တဲ့ရိုးသားတဲ့လူငယ်တယောက်ပါဝေဝေအပြင်မထွက်တာကြပြီဖြစ်လို့စိတ်ပူပြီးရောက်လာတာဖြစ်ပါတယ်ဝေဝေတကားဖွင့်ပွေလိုက်တဲ့အခါမှာတော့စွမ်းမြင်လိုက်ရတာအရင်ကလှပတောက်ပခဲ့တဲ့ဝေဝေမဟုတ်တော့ဖြူဖက်ဖြူရောပြီးတော့အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ဝေဝေရဲ့ရုပ်သွင်းမြင်တွေ့လိုက်ရတဲ့အခါစွမ်းရဲ့ရင်ထဲမှာဘုံကနေဆိုဖြစ်သွားပါတယ်ဝေဝေဟာစွမ်းအောင်မြင်လိုက်ကြနဲ့ထိန်းထားသမျှဝေဒနာတွေပောက်ကွဲထွက်ပြီးတော့ရှိုက်ကြီးတငယ်ကိုချလိုက်တော့တယ်စွမ်းဟာဝေဝေခံစားနေရတဲ့အခြေအနေတွေကိုရိပ်မိပါတယ်ဝေဝေကအားလုံးကိုဖွင့်ပြောပြလိုက်တဲ့အခါစွမ်းဟာဒေါသထွက်လွန်လို့လက်သီးကိုကြစ်ကြစ်ပအောင်ဆုပ်ထားမိရဲ့
ဒါပေမဲ့သူ့ရှိမှကြေကွဲနေတဲ့ဝေဝေကိုမြင်တဲ့အခါမှာတော့ဒေါသထက်တနာကီယူနာနဲ့ချစ်ချင်းတရားပို့ပြီးတော့ကြီးစိုးသွားပါတယ်ဝေဝေမငိုပါနဲ့တော့မင်းမဘာပြင်းမှမရှိဘူးအဲ့ဒီကောင်တွေကတရိတ်ဆန်နေထဲရုပ်မာတာစွမ်းဝေဝေရဲ့တုံညီနေတဲ့လက်ကလေးတွေကိုတင်းကျပ်စွာနဲ့စုပ်ကိုင်လိုက်ခြင်းဝေဝေကငါးပိုက်ထဲမှာအဲ့လူမရဲ့သွေးပါနေပြီစွမ်းငါအရှက်မရှိတော့ဘူးလို့ပြောပြီးညင်းဆန်မှုစူးစမ်းပေမဲ့စွမ်းကတော့ခေါင်းကိုခါရမ်းလိုက်ပါတယ်ဝေဝေငါမင်းကိုတာဝန်ယူမယ်ဒီကလေးကငါကလေးပဲငါတို့အတိတ်ကိုဓမားပဲထားခဲ့ကြစို့ငါမင်းကိုအဝေးဆုံးတနေရာကိုခေါ်သွားမယ်မင်းကိုဘယ်သူမှကဲ့ရဲ့လို့မရတဲ့ဘယ်သူမှနှောက်ယှက်လို့မရတဲ့နေရာကိုငါတို့သွားကြမယ်စွမ်းရဲ့စကလုံးတွေဟာဝေဝေအတွက်တော့ငရဲခန့်ကနေဆွဲတင်ပေးလိုက်တဲ့နှစ်သားတစ်ပါးရဲ့လက်ကမ်းမှုလိုပါပဲဝေဝေဟာစမ်းရဲ့ရင်ခွင်ထဲမှာခိုလုံရင်ပထမအဆုံးအကြိမ်ဖြစ်နေလုံခြုံမှုကိုခန်းစားလိုက်ရတယ်စွမ်းဟာဝေဝေနဲ့ညီမငယ်နှင်းတို့ရဲ့ဘဝကိုကွာကွယ်ဖို့အတွက်သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုစွန့်လွတ်ပြီးအနစ်နာခံမှုဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ဟာဝေဝေနဲ့ညီမငယ်နှင်းအတွက်တော့ကြီးမားတဲ့ထိတ်လန့်မှုတစ်ခုဖြစ်လာဖို့ရှိပါတယ်။စွမ်းရောက်လာပြီးနောက်ဝေဝေဟာအာတင်မီညီမငယ်နှင်းကိုအမှန်တရားပြောပြဖို့ဆုံးဖြတ်လိုက်တယ်။အခန်းငယ်လေးထဲမှာမီးအောင်မိအောက်မှာဝေဝေဟာနှင်းရဲ့လက်ကလေးတွေကိုစုပ်ကိုင်းနေတကူလုံးတုံရီနေတယ်။နင်းအမပြောတာကိုသိချနားထောင်ပါအမဘိုက်ထဲမှာကလေးရှိနေပြီ။ဝေဝေရဲ့စကားဆုံးမှာနှင်းဟာစွန့်ရသွားတယ်။ဒါပေမဲ့ဝေဝေဟာရှိုက်ငွေနဲ့အရိညာကြော်စွာတို့ဖွဲ့ရဲ့ရက်ဆက်ရုံမှမှုကိုအဆအဆုံးပြပြလိုက်တဲ့အခါမှာတော့နှင်းရဲ့မျက်နှာဟာဖြူရော်နေရကနေဒေါသတွေကြောင့်နေရဲလာပါတယ်။အဲ့ဒီကောင်နေအဲ့ဒီတရိတ်ဆန်နေနှင်းဟာအော်ဟေးလိုက်ပြီးမိဖို့ကြောင့်နေရဓာတ်ကိုပြေးယူတယ်။ငါတက်မယ်ငါအမကိုဒီလိုလုပ်တဲ့အဲ့ဒီကြော်စားဆိုတဲ့ကောင်ငါကိုယ်တိုင်တက်ပြစ်မယ်။နှင်းဟာသွေးယူသေးတဲ့နဲ့အိမ်ပြုံပြေးထွက်ဖို့ကြိုးစားတယ်။သူမရဲ့စိတ်ထဲမှာအမားဖြစ်သူရဲ့ဘဝကိုဖျက်ဆီးလိုက်တဲ့ကြော်စောက်ကိုလည်းသွေးကြေးပြန်မတောင်းဖို့ကလွယ်လို့ဘာမှမရှိတော့ပါဘူး။ဝေဝေဟာအားမရှိရဲ့ကြားညီမဖြစ်သူအနောက်ကနေဖက်ပြီးတော့တားဆီးပါတယ်။မသွားပါနဲ့နှင်းရဲ့အမတောင်းမှန်ပါတယ်။နင်သွားရင်လေနင့်ကိုပါသူတို့ကတတ်လိုက်မယ်။အမမှာနင်တက်ဝယ်ရှိရပါ။ဝေဝေရဲ့ငိုတန်နေရအိမ်ထဲမှာပဲ့တင်ချက်နေရဲ့အဲ့ဒီအချိန်မှာစွမ်းနှင်းကိုပခေါကနေကင်ပြီးတင်းငိမ်စွာနဲ့တားဆီးလိုက်တယ်။နင်စိတ်အေးထားပါကြော်စွာဆိုတာလူမိုက်နေသွားရင်အလကားအသက်ဆုံးရုံပဲရှိမယ်အခုအရေးကြီးတာဝေဝေနဲ့ဘေးကင်းမှုပါပဲကိုဝေဝေတို့နှစ်ယောက်လုံးကိုဒီကနေခေါ်ထုတ်သွားမယ်အဝေးဆုံးပြေးကြမယ်စွမ်းရဲ့စကားကြောင့်နှင်းဟာလက်ထဲအချာကိုချလိုက်ပြီးကျမ်းမြေပေါ်မှာဒူးထောက်ချပြီးတော့အတန်ကုန်အော်ဟင်းကိုကျွေးလိုက်ပါတော့တယ်သူမရဲ့ဆံမြပုတ်ကိုဖြစ်တဲ့ဝေဝေတယောက်ဒီလောက်ထိညစ်ပတ်တဲ့လက်ဒီအောက်မှာအနည်းချေခါရတာကိုကျွေးပြီးနှင်းရဲ့ရင်ထဲမှာမီးလောင်တလို့ခံစားနေရပါတယ်နှင်းဟာဝေဝေရဲ့ခြေထောက်ကိုဖက်ပြီးအမစိတ်မကောင်းလိုက်တာကျမဘာမှလုပ်မပေးနိုင်ခဲ့ဘူးလို့ပြောရင်ရှိုက်ငိုနေပါတယ်အဲ့ဒီညမှာပဲသူတို့၃ယောက်ဟာအဝေးအနေငယ်ကိုထုတ်ပိုးပြီးကြော်စွာတို့မသိအောင်ရွက်ကထရကနေတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်သူတို့ရဲ့နောက်ွယ်မှာတော့နာကြီးစရာအတိတ်တွေကြံ့ရိပ်ခဲ့ပေမဲ့ရှေ့မှာတော့ဘလို့မှမသိရဲ့ဘွားသေးတစ်ခုဟာစောင့်ကြိုနေပါတယ်မိုးပွဲရာနေတဲ့လမ်းမထက်မှာသူတို့၃ယောက်ဟာအတိတ်ကိုကြောက်ခိုင်းပြီးမျိုးပြားနဲ့အဝေးဆုံးကတောင်ချေရွာလေးတွေစီကိုဥတီခဲ့ကြပါတယ်။စွမ်းဟာသူပါသမျှဆုဆောင်ငွေလေးနဲ့ရွာစွန်ကဝကွက်မိုးအင်္ဂလိပ်တစ်လုံးကိုလည်းငှားရမ်းလိုက်တယ်။ဝေဝေဟာအိမ်သစ်ကလေးတွေကိုဝင်လိုက်တဲ့အခါမှာတော့စိမ့်ဆိုနေတဲ့တောင်တန်းကြီးတွေကိုကြည့်ပြီးတပ်ပြင်းချလိုက်တယ်။ဒီနေရာမှာတော့သူမကိုကြော်စွာရဲဆက်တဲ့မျက်လုံးတွေကနေလွတ်မြောက်ပြီလို့ထင်မှတ်မိပါတယ်။ဒါပေမဲ့သူမရဲ့ဗိုက်ထရကလေးလေးဟာတဖြည်းဖြည်းနဲ့ကြီးထွားလာတာကတော့သူမအတွက်နေ့စဉ်ရင်ဆိုင်နေရတဲ့သတိပေးချက်တစ်ခုလိုပါပဲ။ဝေအခုအားစပြီးငါမင်းကိုအေးစစ်စစ်ထားမယ်။မင်းဘာမှမတွေ့နဲ့တော့စွမ်းဟာမနဲ့လင်းနာနဲ့ရွာထဲမှာကြောင်အားကြပန်းအလုပ်တွေဆင်းလုပ်ပါတယ်။ချင်းခုတ်တယ်လယ်ထဲမှာကူလုပ်ပြီးတဲ့ညဘက်ဆိုရင်ရွာကနေကင်းဆောက်ပြီးတဲ့အလုပ်ကိုပါတွဲလုပ်တယ်။သူပင်မသမျှဝေနဲ့ညီမလေးနှင်းတို့စားဝတ်နေအတွက်ပါပဲ။ညီမလေးနဲ့ကတော့အမားဖြစ်သူကိုပြုစုဖို့ကြောင်းထားလိုက်ရတယ်။သူမဟာအမားကိုအားနာစိတ်တနာစိတ်တွေနဲ့နေစဉ်ဝေယဝိဆတွေကိုလှုပ်ပေးပါတယ်။ဝေကတော့အရင်လိုပကြီးကားတွေမဆွဲနိုင်တော့ဘူး။သူမရဲ့လက်ချောင်းလေးတွေဟာတုံရီနေပြီးတော့စိတ်သက်တွေကလည်းကြာဆင်းနေသေးပါပဲ။အမစွမ်းတကယ်ကိုမှလူကောင်းမင်းနော်ကျမကိုဒီလောက်ထိချစ်တာကျမမမြင်ဘူးလို့နှင်းရဝေကိုအားပေးစကားပြောတတ်တယ်ဝေကတော့စွမ်းကိုကြည့်ပြီးတော့အမြဲတမ်းမျက်ရည်ကျရပါတယ်စွမ်းငါကလေအချက်မရှိရဲ့မိမတယောက်ပါနေရဘာလို့ငါအတွက်ဒီလောက်ထိအနစ်နာခံရတာလဲလို့မေးတဲ့အခါစွမ်းကပြုံးပြီးတော့ဝေချစ်တယ်ဆိုတာအတိတ်ကိုကြည့်ရမဟုတ်ဘူးဆက်ဆက်မဲ့အနာဂတ်ကိုအတူတူစောက်တာဒီကလေးကိုလည်းငါကလေးလိုပဲငါချစ်မှာငါ့ကိုယုံကြည်ပေးပါစွမ်းရဲ့ခိုင်မာတဲ့မြတ်တာတရားတွေကဝေရဲ့အေးဆက်နေတဲ့နှလုံးသားကိုတဖြည်းဖြည်းချင်းအေးပြောစေပါတယ်။ဒါပေမဲ့သူတို့မသိတာဝေဟာမျိုးပြမှာကြော်စွာဟာသူတို့နောက်ကိုလိုက်ဖို့အတွက်လက်ဆလက်နာတွေကိုရှာဖွေနေပြီဆိုတာပါပဲ။
တဘာဝရဲ့ပထမအဆုံးရက်ဆွဲတွေဟာအေဂျင့်တလို့ရှိပေမဲ့ဝေဝေးရဲ့ရင်ထဲမှာတော့မုံတိုင်းမလာခင်ငြိမ်သက်ခြင်းမျိုးခံစားနေရတယ်။တောင်ချေရွာလေးမှာသူတို့ဘဝအသစ်ကိုတိဆောက်နေတာ6လခန့်ရှိပြီဖြစ်တယ်။ဝေဝေးရဲ့ဘိုက်ဟာလည်းတော်တော်လေးဖောင်းနေပြီ။စွမ်းဟာညာဘက်ဆိုရင်ဝေဝေးရဲ့ဘိုက်ကလေးကိုပို့တတ်ရင်ကလေးတွေရဲ့လှုပ်ရှားမှုခံစားရတိုင်းပျော်ရွှင်နေတတ်တယ်။နင်းဟာလည်းပကြီးဆွဲရတာဝါသနာပါတဲ့အမအတွက်ရွာထဲရရှိနိုင်တဲ့မိသွေးချောင်းလေးတွေစက်ကူဟောင်းလေးတွေရှာပေးပြီးအားပေးရဲ့။တရားမှာတော့ဝေဝေးဟာမခံမရနိုင်အောင်ဘိုက်နာလာပါတယ်။နင်းစွန့်ကလေးမွေးတော့မယ်ချင်တယ်မိုးတွေတီးထန်စွာနဲ့ရွာသွန်းနေတဲ့ညနက်ပိုင်းမှာပဲဝေဝေဟာစွမ်းရဲ့အကူအညီနေရဲ့ပြုစုမှုနဲ့ကလေးလေးကိုမွေးဖွားခဲ့ပါတယ်အခန်းငယ်လေးထဲမှာကလေးငယ်ရဲ့အော်ငိုတန်တွေထွက်ပေါ်လာတဲ့အခါမှာဝေဝေဟာမျက်ရည်တွေနဲ့အတူတူပြုံးမိရဲ့စွမ်းဟာကလေးငယ်လေးကိုရေချိုးပေးပြီးဝေဝေရဲ့ရင်ခွင်ထဲကိုထည့်ပေးပါတယ်ကလေးငယ်လေးဟာမိန်းကလေးငယ်လေးပါနင်းဟာကလေးလေးရဲ့မျက်နှာကိုကြည့်ပြီးအမဒီကလေးလေးကမိုးတွေတဲထန်တဲ့ညမှာမွေးဖွားလာတာဆိုတော့မိုးဆက်လို့နာမည်ပေးရအောင်လို့အဆိုပြုတယ်။ဝေဝေဟာမိုးဆက်ဆိုတဲ့နာမည်လေးကိုကြားတဲ့အခါပြုံးမိပေမဲ့သူမရင်ထဲမှာတော့အနာကျင်စရာအတိတ်ကပုံရိပ်တွေပြန်လဲဝင်ရောက်လာတယ်။ဒီကလေးဟာငါရဲ့အဆက်တရားပဲဆိုတဲ့အတွေ့မျိုးဝင်လာတိုင်းဝေဝေဟာကလေးကိုယွန်းရှာသလိုမျိုးထွေးပွေထားမိရဲ့။ဒါအောင်ရိမ့်မိရဲ့စွမ်းဟာလည်းဝေဝေရဲ့ပတ်ခေါင်းကိုကင်ပြီးဝေဝေဒီကလေးဟာမင်းရဲ့အဆက်မဟုတ်မင်းရဲ့အင်အားပဲ။ငါတို့ရဲ့ချစ်တင်နဲ့ဒီကလေးကိုပြုစုပြောထောင်ကြမယ်။သူဟာငါတို့ရဲ့အနာဂတ်ပဲစွမ်းရဲ့စကားတွေကြောင့်ဝေဝေဟာမိခင်တယောက်ရဲ့မြတ်တာတရားကိုစတင်ခံစားလာရတယ်။သူမဟာကလေးငယ်လေးကိုတင်းကျပ်စွာနဲ့ဖတ်ထားပြီးငိုချလိုက်တော့တယ်။နင်းဟာလည်းအမားဖြစ်သူရဲ့ခံစားချက်ကိုနားလည်ပြီးနှစ်သိမ့်ပေးပါတယ်။မိုးဆက်လေးမွေးဖွားလာမှုနဲ့တူတူသူတို့ရဲ့အင်္ဂလိပ်ထဲမှာပျော်ရွှင်မှုတွေကိန်းအောင်လာသလိုရှိပေမဲ့ဝေဝေရဲ့ရင်ထဲမှာတော့ပျော်ရွှင်မှုတွေဟာကြာရှည်ခံပါမလားဆိုတဲ့စိုးရိမ်စိတ်ကအမြဲတမ်းရှိနေရဲ့။မိုးဆက်ကလေးမွေးဖွားပြီးနောက်မှာတော့ဝေဝေးရဲ့ဘဝဟာပကြီးကားတစ်ချက်လိုတဖြည်းဖြည်းနဲ့အယောင်ပြောင်းဝင်လာပါတယ်။စွမ်းဟာလည်းကလေးလေးကိုသူ့သွေးသားရင်းလိုချစ်ခင်ပြီးတော့နှင်းနဲ့အတူတူကလေးထိန်ဖို့ဝိုင်းကူပါတယ်။သူတို့ရဲ့ဘဝလေးဟာတောင်ချေရွာလေးရဲ့အေးချမ်းမှုနဲ့အတူတူတာယာနေပါတယ်။ဒါပေမဲ့ဇက်ခုံကြီးရက်ဆက်လွန်ပါတယ်။မြို့ပေါ်ကနေကြော်စွာဟာဝေဝေတို့အဖွဲ့ကိုရှာမတွေ့ရကြောင်းစိတ်မရှိဖြစ်နေပါတယ်။ဒီနေ့မှာတော့ကြော်စွာဟာဝေဝေတို့နဲ့ရင်းနှီးတဲ့ရွာသားတယောက်ကိုမြို့ပေါ်အားဈေးမှာမြင်တွေ့သွားပါတယ်။ကြော်စွာဟာအဲ့ဒီရွာသားကိုဖမ်းဆီးပြီးနှိပ်စက်ပြီးဝေဝေတို့ရှိတဲ့နေရာကိုလည်းအတင်းကျပ်မေးမြန်းပါတယ်။ပြောစမ်းအဲ့ဒီမိန်းမဘယ်မှာလဲ။ကျော်စွာရဲ့ဒေါသတန်ဟာခြေတိတကောင်လိုဟိန်းဟောက်နေရဲ့အဲ့ဒီရွာသားဟာကြောက်လန့်တခြားနဲ့ဝေဝေတို့နေထိုင်တဲ့အတောင်ကြီးရွာလေးကိုပြပြလိုက်တော့တယ်။ကျော်စွာဟာအနာရသူလို့ပြောရင်နောက်ဆုံးတော့ငါ့အပိုင်ကိုပြန်ရှာတွေ့ပြီလို့ပြောလိုက်တယ်။အဲ့ဒီညမှာပဲရွာကလေးထဲမှာမြူကိုတွေဖုံးလွှမ်းနေစဉ်ကျော်စွာဟာသူ့ရဲ့လူမရဲ့ဖွဲနဲ့အတူတူရွာထဲကိုဝင်ရောက်လာတယ်။စွမ်းဟာလည်းအပြင်မှာထိန်ခုန်နေကျော်စွာကိုမြင်လိုက်ရတဲ့အခါနှလုံးသားဟာရက်တန့်သွားသလိုခံစားလိုက်ရတယ်။သူဟာအမြန်ဆုံးအိမ်ကိုပြေးပြီးဝေဝေနဲ့နှင်းကိုတတိပေးပါတယ်။ဝေဝေနှင်းအဲ့ဒီကောင်တွေရောက်လာပြီမြန်ပြေးကြဝေဟာကြော်စာရောက်လာပြီဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါတကူလုံးတုံရီသွားပြီးမြေပြင်ပေါ်ကိုဒူးထောက်ကျသွားတယ်။ကြော်စာရဲ့ရက်ဆက်တဲ့မျက်နှာကြီးဟာသူမရဲ့အိမ်မက်ဆိုရီထဲမှာအမြဲတမ်းပေါ်လာနေရပါ။ကြော်စာဟာသူတို့ရဲ့အိမ်လေးကိုချင်းကပ်လာပြီးဝေဝေအိမ်ထဲကနေထွက်ခဲ့စမ်းမင်းထွက်မလာရင်ဒီအိမ်ကိုမီးရှို့ပစ်မယ်။ကျော်စာရဲ့တန်ဟာလေထဲမှာပဲ့တင်ထက်နေရဲ့သူတို့၃ယောက်ဟာလည်းအိမ်ထဲမှာကြောက်လန့်တကြားနဲ့ပိတ်မိနေပါတယ်ကျော်စာရဲ့မီးရှို့မယ်ဆိုပြီးတော့ချိန်ချောက်တန်ကြောင့်အိမ်ငယ်လေးထဲမှာရှိနေတဲ့ဝေဝေနှင်းနဲ့စွမ်းတို့ဟာလည်းအသက်ရှူဖို့ပင်မေ့နေကြတယ်ဝေဝေဟာစွမ်းနဲ့တူတူမိုးဆက်လေးကိုလည်းအိမ်ရဲ့အနောက်ဖေးမှာရှိရဲ့အဝေးတိုက်ခန်းထဲမှာပုံးခုဖို့ပြင်ဆင်နေစွမ်းကလည်းဝေဝေကိုပုံးခုခိုင်းနေငါထွက်သွားမယ်မင်းတို့ဘာမှမဖြစ်စေရအောင်စွမ်းကတင်းမာတဲ့မျက်နှာနဲ့ပြောပြီးအိမ်တကားကိုလည်းဖွင့်လိုက်တယ်ကြော်စွာဆန်းကိုမြင်တော့လှောင်ရည်တန်နဲ့ရေမောလိုက်တယ်ဟာဝေဝေရဲ့အဆောက်အအုံလေးကိုအေးလေးနေရာငါအပိုင်ခိုးစားထားတဲ့သူပဲကြော်စွာဟာစွမ်းကိုအိမ်ပြင်ကိုဆွဲထုတ်လိုက်ပြီးသူ့ရဲ့လူမိုက်တင်နဲ့ဝိုင်းရိုက်ပါတော့တယ်စွမ်းဟာလည်းအသေးအတန်ပြန်လဲခုခံပြီးမဲ့လူရည်အားချင်းမမျှတာကြောင့်သွေးတန်ရဲရဲနဲ့မြေပြင်ပေါ်မှာလဲကျသွားတယ်ကြော်စွာကတော့စွမ်းကိုခြေထောက်နဲ့နင်းထိုင်ဝေဝေအိမ်ထဲကနေထွက်မလာဘူးပေါ့ဟုတ်ပြီဒီကောင်သေးသွားရင်မင်းထွက်လာမှာပဲဝေဟာပုံးနေရနေစွမ်းကိုကြော်စွာတို့နှိမ့်ဆက်နေရမြင်ပြီးမျက်ရည်တွေနဲ့အတူတူအော်ဟစ်ဖို့ကြိုးစားတယ်ဒါပေမဲ့နှင်းကသူမပါဇက်ကိုပိတ်ပြီးတားဆီးလိုက်တယ်အမနင်းထွက်သွားရင်စွမ်းရဲ့အသက်ကပိုပြီးအနေရများမယ်လို့နှင်းကတုံရင်နေတဲ့အတန်နဲ့တားပါတယ်နေရာအဲ့ဒီချင်းတွေကိုဘလို့မှမခံနိုင်တော့အားကြောင့်အိမ်ရဲ့နောက်ဖေးပေါက်ကနေတိတ်ဆိတ်ဆိတ်ထွက်ပြီးရွာလူကြီးကိုအကူအညီတောင်းမှုပြေးသွားပါတယ်ကြော်စွာဆွမ်းအောင်တက်ခံနေသည့်နှိမ့်ဆက်ပြီးနောက်သူတို့ရဲ့အိမ်ကလေးတွေကိုအတင်းဝင်လာတယ်သူကအိမ်တွင်းမှာပုံနေရဝေဝေကိုရှာပြီးမင်းကငါ့ကိုလွတ်အောင်ပြေးနိုင်မယ်လို့ထင်နေလားမင်းရဲ့ကလေးကိုငါ့ကိုပေးစမ်းအဲ့ဒီကလေးကငါ့သွေးကြော်စွာဟာဝေဝေရဲ့လက်ထဲက
မိုးဆက်လေးကိုလူ့ဖို့စူးစမ်းပါတယ်ဝေဝေဟာလည်းကလေးကိုကာကွယ်ဖို့ရုန်းကန်နေဘွားရဲ့အဆိုးရွားဆုံးအကြက်တဲကိုရင်ဆိုင်နေရပါတယ်ကျော်စွာဝေဝေလက်ထဲကမိုးဆက်ကလေးကိုအတရားဓမ္မလူ့ဖို့စူးစမ်းနေစမှာပဲဝေဝေဟာအားကုန်ရုန်းကန်ပြီးမထိနဲ့ငါသမီးကိုမထိနဲ့လို့အော်ဟစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲအင်းရှိတကယ်ဝါကနေရွာသားတွေနဲ့အတူတူနှင်းအသေးအတန်ပြေးဝင်လာတယ်လူကြီးမင်းကျမဒီလူတွေဟာကျမတို့အိမ်ကိုဖျက်ဆီးပြီးအမကိုလည်းနှိပ်စက်နေရဲ့နှင်းရအော်ပြောလိုက်တဲ့အခါရွာသားတွေဟာဒုတ်တွေဓာတ်တွေနဲ့ကြော်စွာနဲ့သူ့ရဲ့လူတွေကိုလည်းဝိုင်းလိုက်ကြပါတယ်ကြော်စွာဟာရွာသားတွေကိုကြည့်ပြီးယွန်ရှာသလိုနှောက်ခေါင်းရှုံလိုက်တယ်သူဟာဝေဝေကိုလည်းညှိုးထိုးပြီးဝေဝေမင်းနိုင်သွားတယ်လို့မထင်နဲ့ဒီရွာမှာမင်းတို့ဘလောက်ကြကြနေနိုင်မလဲကြည့်ရသေးရပေါ့ငါပြန်လာခဲ့မယ်လို့ချိန်ချောက်ပြီးရွာသားတွေရဲ့ချိန်ချောက်မှုကြောင့်သူ့ရဲ့လူမိုက်တွေနဲ့အတူတူပြန်လည်ထွက်ခွာသွားပါတော့တယ်ကျော်စွာထွက်ခွာသွားတဲ့ဝေဝေဟာမြေပြင်ပေါ်မှာဒူးထောက်လျှော့ကျသွားပြီးမိုးဆက်ကလေးကိုရင်ခွင်ထဲမှာထည့်ပြီးရှိုက်ကြီးတငင်ကိုချလိုက်တယ်။နေရဒဏ်ရာရနေတဲ့စွမ်းစီကိုပြေးလွှားသွားပါတယ်။စွမ်းဟာသွေးရိုင်ချင်းမှာသတိမေ့နေပါပြီ။အမစွမ်းသတိရပြီ။နေရစွမ်းရဲ့ခါကိုမြောက်ပြီးအော်ခေါ်ပါတော့တယ်။ဝေဝေဟာလည်းမိုးဆက်လေးကိုနှင်းလက်ထဲကိုထည့်ပေးပြီးစွမ်းစီကိုပြေးလာပါတယ်။သူမဟာစွမ်းရဲ့သွေးစွန်းနေတဲ့မျက်နှာကိုကြည့်ပြီးနှလုံးသားတွေကြေကွဲရပါတယ်။စွမ်းငါကြောင့်နေဒီလိုဖြစ်ရတာပါ။ဝေဝေဟာစွမ်းရဲလက်ကိုတင်ကျက်စွာနဲ့စုပ်ကိုင်းကျိန်ဆိုလိုက်တယ်။ငါနောက်ဘယ်တော့မှမကြောက်တော့ငါသမီးနဲ့စွမ်းတက်ငါရဲရဲဝံ့ရင်ဆိုင်မယ်။ဝေဝေရဲ့မျက်လုံးတွေထဲမှာနူးညံ့မှုတွေစားဆူးရှားတဲ့အတိတ်ထန်တွေပေါ်လာပါတယ်။သူမဟာအတိတ်ကိုကြောက်ရွံ့နေတဲ့မိန်းကလေးမဟုတ်တော့ပဲ။သူမရဲ့ချစ်သူနဲ့သမီးလေးကိုကာကွယ်မဲ့မိခင်တယောက်ဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်တယ်။စွမ်းရဲ့ခြံရတွေပြင်းထန်လွန်းလို့ဝေတွေတို့ညီမနှစ်ယောက်ဟာလည်းစွမ်းကိုရွာစည်းကမ်းကလေးရနေမြို့ပေါ်တိုက်နယ်စေးရုံအထိအမြန်းဆုံးပို့ဆောင်ခဲ့ရတယ်။စေးရုံစရိတ်တွေကအများကြီးကုန်ကြတာကြောင့်ဝေဝေရဲ့စုဆောင်းငွေတွေလည်းကုန်တလောက်ဖြစ်သွားတယ်။ဝေဝေဟာစွမ်းကိုကတင်ပေးမှထိုင်စွမ်းရဲ့ပုံစံကိုကြည့်ရင်ကြော်စာရဲ့ရက်ဆက်မှုကိုပြန်တွေးမိတိုင်းဒေါသနဲ့နာကျင်မှုတွေပေါင်းဆက်လာတယ်။ငါအားနေနေသူတို့ကငါ့ကိုနှိပ်စက်နေအောင်ပါပဲလို့ဝေဝေရင်ထဲမှာဆုံးဖြတ်လိုက်တယ်။သူမဟာအရင်ကပကြီးကားတွေဆွဲတဲ့လက်တဲ့ပဲအခုကြော်စောက်ကိုပြန်လဲအနိုင်ယူဖို့အစီအစဉ်တွေရွေးဆဲဖို့ဆုံးဖြတ်လိုက်တယ်။ဝေဝေဟာစွမ်းတတိရလာတဲ့အခါမှာတော့စွမ်းနေစစ်စစ်နားနေပါငါဒီကိစ္စကိုဖြေရှင်းမယ်လို့ပြောလိုက်တယ်။စွမ်းကစိုးရိမ်တကြီးနဲ့ဝေဝေမင်းပါလို့ဖို့စီစဉ်နေရလေ။ तू ကအန်ရများတယ်လို့တားစီရဲ့ဝေဝေကတော့ပြုံးပြလိုက်တယ်။ငါတို့ကိုတတ်မှာမဟုတ်ဘူးစွမ်းဒါပေမဲ့ तू အမြဲတမ်းနေစရာမရှိအောင်ငါလုပ်ပြမယ်။ဝေဝေဟာသူမရဲ့ပကြီးကားကိုတုံးပြီးကြော်စာရဲ့လေးဝက်ချက်တွေကိုဖော်ထုတ်ဖို့နေ့ရက်အကူအညီနဲ့စုံထောက်လမ်းမှုတွေကိုစတင်တယ်။သူမဟာကြော်စွာရဲ့လူယုံတယောက်ကိုပတ်စံနဲ့ဝယ်ပြီးကြော်စွာရဲ့မူရည်စေဝါရောင်းဝယ်မှုလုပ်ငန်းတွေကိုစုံစမ်းနေဒါဟာဝေဝေတော်တော်အရေးထရနေစစ်ပွဲတစ်ခုကိုဆင်နွှဲတာနဲ့တူတယ်။သူမဟာမိုးဆက်လေးကိုရင်ခွင်ထဲကိုပွင့်တစ်ဖက်မှာလည်းကြော်စွာကိုချိန်မုံမှုအတွက်အစီအစဉ်ဆွဲနေပါတယ်။စွမ်းစေးရုံကနေပြန်လဲကောင်းမွန်လာချိန်မှာဝေဝေဟာသူမရဲ့စစ်စင်ရေးကိုစတင်ပါတယ်။သူမဟာပကြီးဆွဲရတာကိုဝါသနာပါယုံနေမကပဲအသေးစိတ်တွေကိုမှတ်သားနိုင်စွမ်းရှိရဲ့သူမရဲ့အရေးချင်းကိုအသုံးချဖို့ဆုံးဖြတ်လိုက်တယ်။ဝေဝေဟာကြော်စွာရဲ့လူယုံတယောက်စီကနေရရှိထားတဲ့အချက်လက်တွေကိုချိန်ခံပြီးကြော်စွာရဲ့မူရည်စေဝါတူလာယုံနဲ့အယောင်းဝယ်လုပ်တဲ့နေရာတွေမြေပုံဆွဲပါတယ်။သူမဟာငါတိုက်ခိုက်ရေးတမမဟုတ်ဘူး။ဒါပေမဲ့ငါအမှန်တရားကိုပကြီးဆွဲပြနိုင်တယ်ဆိုတဲ့အတွေ့နဲ့ပကြီးကားတွေကိုအထောက်ထားဖြစ်ပြောင်းလဲလိုက်တယ်။နေရာတော့အမားဖြစ်သူရဲ့စိတ်ပိုင်းဖြတ်မှုကိုမြင်ပြီးစိုးရိမ်ပြီးမဲ့ကူညီပေးပါတယ်။နေဟာကြော်စွာရဲ့နောက်လိုက်တွေအကြောင်းမြို့ထဲမှာတက်စိတ်ဆောင်ဆန်းပြီးဝေဝေးစီသတင်းပို့ပေးရဲ့အမားကြော်စွာဒီနေ့ညမှာစိတ်ကမ်းဘက်ကနေကုန်ပစ္စည်းအသစ်တွေဝင်ရောက်မယ်လို့ကြားတယ်လို့နေဟာအရေးတကြီးသတင်းပြပြတယ်ဝေဝေးဟာအဲ့ဒီသတင်းကိုအခြေခံပြီးကြော်စွာကိုအမိဖမ်းဖို့ရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ဖို့စီစဉ်တယ်သူမဟာရဲစခန်းကိုထားရိုက်သွားရင်သူမကိုယ်တိုင်လည်းအနေရရှိနိုင်တာကြောင့်သူ့အတွက်ကာကွယ်နိုင်မှုအတွက်ထပ်ပေါက်ကိုလည်းကြိုတင်စီစဉ်ထားရမှာဖြစ်တယ်။သူမဟာကြော်စွာရဲ့ရန်သူဖြစ်တဲ့တခြားလူမိုက်ဖွဲ့ကိုအပြန်အလှန်အနေနဲ့သတင်းပေးပြီးကြော်စွာတို့အဖွဲ့နဲ့အချင်းချင်းပြဿနာဖြစ်အောင်စတင်ဖန်နေတယ်။ဝေဝေးရဲ့အစီအစဉ်တွေကအောင်မြင်ဖို့နီးစပ်နေပါပြီ။သူမဟာညဘက်မှာမိုးဆက်လေးကိုပွင့်သမီးလေးမေမေမင်းအတွက်ကောင်းကင်ကြီးတစ်ခုကိုပြန်ယူပေးမယ်လို့ဂရုပေးလိုက်ပါတယ်။ဝေဝေးရဲ့အစီအစဉ်တိုင်းညနေတကောင်ချိန်မှာမျိုးပြရဲ့စိတ်ကန်းဟောင်းတစ်ခုမှာပြင်းထန်တဲ့ရုံရင်ဆန်ခတ်မှုတစ်ခုစတင်ခဲ့တယ်။ဝေဝေးဟာကြော်စွာရဲ့ရန်သူဖြစ်တဲ့စံထုံးဖွဲ့စီကိုကြော်စွာရဲ့ကုန်ပစ္စည်းဝင်မဲ့နေရာကိုသတင်းပေးတာအတွက်စံထုံးရဲ့လူတွေကကြော်စွာရဲ့လူတွေကိုဝိုင်းပြီးတိုက်ခိုက်ကြတယ်။စိတ်ကန်းမှာတနတ်တန်တွေအဟစ်တန်တွေဆူညံနေတယ်။ကြော်စွာဟာမထင်မှတ်ထားတဲ့တိုက်ခိုက်မှုကြောင့်တုန်လှုပ်သွားပေမဲ့ပြန်လည်ခုခံပါတယ်။သူဟာစံထုံးရဲ့လူတွေကိုရဲရဲဆက်ဆက်ပြန်လည်တိုက်ခိုက်ရင်ဘသူကငါ့ကိုသတင်းပေးတာလဲလို့ဟိန်းဟောက်နေတယ်။အဲ့ဒီအချိန်မှာပဲဝေဝေနဲ့နေဟာစိတ်ကန်းနဲ့မလှမ်းမကန့်လူကွယ်ရာနေပြီးတော့ပုံမီကြည့်နေကြတယ်။ဝေဝေရဲ့ရင်ထဲမှာတော့ကြောက်ရွံ့မှုနဲ့အောင်နိုင်မှုတွေခံစားချက်တွေရောထွေးနေတယ်။အမသူတို့တယောက်နဲ့တယောက်တတ်နေကြပြီ။နေရတုံရင်နေတဲ့အတန်နဲ့ပြောတယ်။ဝေဝေကဒါဟာသူတို့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ပဲနဲ့ငါတို့ကဒါကိုကြည့်အောင်နဲ့လို့
ပိုပြီးအဆင်ပြေဆိုပြီးတော့တင်းငိမ့်စွာပြောလိုက်တယ်ဝေဝေဟာဒီအချိန်တွေကိုသုံးချပြီးကြော်စွာရဲ့လူယုံတယောက်စီကမူရည်စေဝါတူလောင်ထားတဲ့နေရာကိုမြေပုံနဲ့တစ်ခွာရဲတပ်ဖွဲ့ထောင်တတစိတ်ပေးပို့ထားပဲဖြစ်တယ်ကြော်စွာတို့တိုက်ခိုက်နေတာကိုကြည့်ရင်ဝေဝေဟာကလေးငယ်မိုးဆက်လေးကိုပွေဖက်ထားပြီးသူမရဲ့အစီအစဉ်အောင်မြင်ဖို့နဲ့စွမ်းပြန်လဲကောင်းမွန်လာဖို့အတွက်ဆုတ်တောင်းနေပါတယ်စိတ်ကမ်းမှာကြော်စွာရဲ့လူတွေနဲ့စံထွင်းရဲ့လူတွေချင်းချင်းတက်ဖြတ်နေကြတဲ့အချိန်မှာပဲဝေဝေပေးပို့လိုက်တဲ့အချက်လက်တွေကြောင့်ရဲတပ်ဖွဲ့ဟာကြော်စွာရဲ့မြို့ပြင်ဟာမူရည်စေဝါတူလောင်ယုံလဲဝင်ရောက်စီးနင်းလိုက်ပါတယ်တူလောင်ယုံထဲမှာရှိတဲ့ကြော်စွာရဲ့နောက်လိုက်တွေဟာရဲတွေကိုမြင်ရတဲ့အခါထိတ်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားကြပေမဲ့အားလုံးဟာအမိဖမ်းခြင်းကိုခံလိုက်ရတယ်ရဲတပ်ဖွဲ့တွေဟာအဲ့ဒီနေရာမှာတန်မိုးရှိရဲ့မူရည်စေဝါတွေနဲ့လက်နက်တွေကိုတင်ဆက်နိုင်ခဲ့ပါတယ်စိတ်ကန်းကနေထွက်ပြေးလာတဲ့ကျော်စွာဟာလည်းသူ့ရဲ့တူလောင်ယုံရဲတွေစီးနင်းသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာယူသွမသက်ဖြစ်သွားပါတယ်သူ့ရဲ့ငွေကြေးနဲ့အင်အားစုတွေဟာလည်းတညတွေနဲ့ပြကျသွားပါတယ်ကျော်စွာမူရည်စေဝါတွေအဖမ်းခံလိုက်ရတာကိုတော့သူ့ရဲ့လူယုံတွေကနေတဆင်ဒီပြဿနာတွေဖြစ်ရတာဝေဝေးကြောင့်ဆိုတာကိုနားလည်လာတဲ့တနေ့ဝေဝေးမင်းလိုကောင်းမမျိုးကငါလိုကောင်လက်စားချေရတယ်ပေါ့ငါဘွားပြက်ရင်မင်းလည်းဘွားပြက်စေရမယ်ကျော်စွာဟာသူဖမ်းဆီးခံရတော့မယ်ဆိုတာသိရှိရတဲ့အတွက်နိုင်ငံရဲ့ခြာကိုထပ်ပြေးဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့သူ့ရဲ့နောက်လိုက်တွေအားလုံးဖမ်းဆီးခံလိုက်ရတာကြောင့်သူဟာတယောက်တည်းကြံရိတ်ခဲ့ပါတယ်ဝေဝေနဲ့နေဟာလည်းစွမ်းရှိရဲ့စေးရုံပြန်လာကြပါတယ်ဝေဝေဟာစွမ်းရဲ့ကတင်ဘေးမှာထိုင်စွမ်းငါလုံနိုင်ခဲ့ပြီသူပြက်စီးသွားပြီလို့ဖြင်းချင်းစွာနဲ့ပြောလိုက်တယ်စွမ်းဟာဝေဝေရဲ့လက်ကိုစုပ်ကိုင်နဲ့ပြုံးပြလိုက်တယ်သူတို့ရဲ့ဘဝမှာအမောင်တို့တွေလွင့်စင်သွားတယ်လို့ခံစားရပေမဲ့ကျော်စွာရဲ့နောက်ဆုံးတုတ်ပြန်မှုကကြံရှိနေပါသေးရဲ့စေးရောင်အနေဆင်ပြီးဝေဝေတို့မိသားစုဟာမျိုးနဲ့ဝေးတဲ့တောရလေးတရွာမှာဘဝအသစ်ကိုပြန်စားဖို့ပြင်ဆင်နေကြတယ်ဒါပေမဲ့ကျော်စွာဟာရွဲတွေရဲ့ရှာဖွေမှုကိုလွတ်အောင်ပြင်ဝေဝေတို့ကိုတပ်ဖြစ်ဖို့နောက်ဆုံးချိန်လိုက်ရှာနေရဲ့ညတညမှာတော့ဝေဝေတို့နေတဲ့အိမ်ငယ်လေးစီကိုကြော်စွာရောက်လာတယ်။သူဟာယူသွတ်ပြီးတော့လက်ထဲမှာဓာတ်တစ်ချောင်းကိုကင်ထားတယ်။ဝေဝေမင်းကြောင့်ငါအကုန်ရှုံးခဲ့ရပြီ။အခုမင်းနဲ့သမီးလေးပါငါနဲ့တူတူတည်ရမယ်။ကြော်စွာဟာအော်ဟစ်ပြီးအိမ်ထဲကိုတိုးဝင်လာတယ်။နှင်းဟာကြောက်လန့်တကြားနဲ့အော်ဟစ်ပြီးမိုးဆက်ကလေးကိုပွေပြီးတော့အခန်းကျောင်းမှာပုံနေရဲ့တန်ရာတက်တာခါစားစွမ်းဟာလေကြော်စွာကိုဟန့်တားဖို့ကြိုးစားတယ်။ကြော်စွာရက်လိုက်တော့မင်းအရှုံးပေးလိုက်စမ်းစွမ်းရှိသမျှအင်အားတွေကိုစုစည်းပြီးတော့သူ့ရဲ့ခွန်အားနဲ့အနိုင်မရနိုင်ပေမဲ့ရာတလောက်ခုခံတိုက်ခိုက်ခဲ့တယ်။သူတို့နှစ်ယောက်ရုံရင်းဆန်ခတ်ဖြစ်နေစဉ်ကြော်စွာအသင့်ပါလာတဲ့ဓာတ်နဲ့စွမ်းကိုထိုးလိုက်တယ်။ဓာတ်ကစွမ်းရဲ့ရင်ဘက်ကိုစိုက်ဝင်သွားပြီးဝေဝေဟာလည်းစွမ်းလို့အသေးအတန်အော်ခေါ်ပြီးတော့စွမ်းစီကိုပြေးသွားတယ်။သူတို့ရဲ့တိုက်ခိုက်တန်နေကြောင်းရွာသားတွေရောက်လာတဲ့အခါကျော်စွာလည်းထိတ်လန့်ပြီးဓာတ်ကိုလှုပ်ချပြီးတော့ကိုလုတ်ယုံပြီးထွက်ပြေးသွားတယ်။ဝေဝေဟာသူ့ရိုင်ထဲမှာလဲကျနေတဲ့စွမ်းရဲ့ခေါင်းသူမရဲ့ပေါင်ပေါ်မှာတင်လိုက်တယ်။စွမ်းမျက်လုံးဖွင့်မအောင်ငါ့ကိုထားမသွားပါနဲ့ဝေဝေရဲ့မျက်ရည်တွေဟာစွမ်းရဲ့မျက်နှာပေါ်မှာကျဆင်းလာတော့တယ်။စွမ်းဟာအသက်ကိုခက်ခက်ခဲခဲရွှင်ဝေဝေမင်းနဲ့မိုးဆက်ကလေးရဲ့ပျော်ရွှင်ရတဲ့ချိန်တွေကငါဘွားရဲ့အလှဆုံးအချိန်တွေပဲလို့ပြောပြီးမျက်လုံးတွေကိုမှိတ်လိုက်တယ်။ဝေဝေဟာစွမ်းရဲ့အလောင်းကိုဖတ်ပြီးအတန်ကုန်အော်ဟစ်ငိုယိုနေပါတယ်။သူမရဲ့အချစ်ဆုံးသူဟာသူမကိုကာကွယ်ရင်းအသက်ပေးသွားခဲ့တယ်။စွမ်းရဲ့ရုပ်အလောင်းကိုရွာစွန်အားတောင်ကုန်းလေးတစ်ခုမှာဝေဝေနဲ့နေတို့ကဂူသွင်းတကြိုခဲ့ပါတယ်။ဝေဝေဟာစွမ်းရဲ့ကူဝမှာထိုင်နဲ့မိုးဆက်ကလေးကိုရင်ခွင်ထဲမှာတင်းကျပ်စွာနဲ့ပွေ့ဖက်ချတယ်။နှစ်ရတော့အမားဖြစ်သူရဲ့ပခုံးကိုတုံရင်နေတဲ့လက်နဲ့ကင်ပြီးနှစ်သိပ်ပေးပါတယ်။ဇန်နင်ပြောခဲ့တာပဲငါတို့ကိုကာကွယ်ပေးမယ်ဆိုအခုတော့နေရာငါတို့ကိုထားပြီးတယောက်တည်းတက်သွားပြီပေါ့။ဝေဝေးရဲ့အတာတုံညင်ပြီးနာကျင်လွန်းလို့ကြားရသူတိုင်းရင်ခွဲရတယ်။တစ်ဖက်မှာတော့ကြော်စွာဟာထွက်ပြေးနဲ့ရွဲတပ်ဖွဲ့ရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရတယ်။သူဟာလက်နဲ့ချဖို့ညှင်းဆန်ခဲ့လို့ရဲတွေရဲ့အသေးဖမ်းခြင်းကိုလည်းခံလိုက်ရတယ်။ကြော်စွာရဲ့သေဆုံးမှုဟာရက်ဆက်တဲ့အတိတ်ရဲ့အဆုံးသတ်ပါပဲ။6လခန့်ကြာတဲ့အခါဝေဝေဟာမိုးဆက်ကလေးကိုပွေပြီးစွမ်းရဲ့အုပ်ကိုနောက်ဆုံးတစ်ချိန်လာရောက်နှုတ်ဆက်တယ်။သူမဟာလည်းစွမ်းကိုချစ်ခဲ့တဲ့အမတ်တရားအနေနဲ့ပကြီးကားတစ်ချက်ကိုအုပ်ကူပေါ်မှာတင်ခဲ့ပါတယ်။အဲ့ဒီပကြီးကားထဲမှာစွမ်းဟာဝေဝေနဲ့မိုးဆက်ကလေးကိုပြုံးမိကြည့်နေတဲ့ပုံရိပ်တွေပါရှိပါတယ်။စွမ်းနေရငါးဘွားရဲ့အယောင်သေးတွေပါပဲ။နေမရှိတော့ပေမဲ့ငါရင်ထဲမှာနေရာအမြဲတမ်းရှိနေမှာပါ။ဝေဝေဟာမိုးဆက်ကလေးကိုကြည့်ပြီးမျက်ရည်တွေကိုအားကျဉ်ပြီးတော့တုပ်လိုက်တယ်။သူမဟာနှင်းနဲ့အတူတူမြို့ဟာကိုပြန်သွားပြီးပကြီးဆရာမတယောက်အနေနဲ့ဘဝကိုပြန်စားတယ်။ဒါပေမဲ့ဝေဝေရဲ့မျက်လုံးတွေကအရင်လိုမျိုးတောက်ပမနေတော့သူမရဲ့ပကြီးကားတိုင်းမှာတော့အမြဲတမ်းညှို့မိုင်းနေတဲ့မိုးတိမ်တွေနဲ့အဲ့ဒီညှို့မိုင်းနေမိုးတိမ်တွေရဲ့အောက်မှာစွမ်းရဲ့ပုံရိပ်ကိုပုံဖော်ဆွဲရင်းညှို့မိုင်းပကြီးကားလေးကိုအဆုံးသတ်လိုက်ပါတော့တယ်။